စိန်ခေါ်သူပီကာဆိုကိုအလေးထိုးပြပြီးစူပါဘန်တန်ဝိတ်ချန်ပီယံခပတ်တီကိုကာကွယ်သွားနိုင်မလားနော်ရိုအင်နူဝေအားလုံးပဲမင်္ဂလာပါချန်ပီယံမှကြိုဆိုလိုက်ရပါသည်မက္ဆီကန်လူငယ်ဖိုက်တာလေးအလန်ဒေးဗစ်ပီကာဆိုနဲ့ဂျပန်နိုင်ငံရဲ့နာမည်ကျော်ဖိုက်တာနော်ရိုရာအင်နူဝေတို့ရဲ့စူပါဘန်တန်ဝိတ်ဘောက်ဆင်ပွဲကိုလာမယ့်29ရက်နေ့မှာပဲဆော်ရီနိုင်ငံရီယက်မြို့မှာကျင်းပသွားမှာဖြစ်ပါတယ်Night of the Samurai လို့ခေါင်းစဉ်ပေးထားတဲ့ဒီပြိုင်ပွဲမှာအဓိကတွဲဆိုင်နေတဲ့ Naoya Inoue ရဲ့ပွဲကပါဝင်လာမှာဖြစ်ပြီးနောက်ထပ်လူစိတ်ဝင်စားမှုအမြင့်တက်ဆုံးဒုတိယတွဲဆိုင်ကတော့ Nakatani နဲ့ Sebastian တို့ရဲ့ Super Bantamweight တွဲဆိုင်ပါပြီ။ Sorry မှာကျင်းပမဲ့ဒီပွဲတွေမှာတော့ဂျပန်ဖိုက်တာတွေရဲ့ပွဲ6ပွဲအထိပါဝင်မှာဖြစ်ပြီး Monster Naoya Inoue ရဲ့ပွဲကတော့အဓိကတွဲဆိုင်နေတဲ့ခပတ်ပွဲထိုးသက်သွားရမှာဖြစ်ပါတယ်။ Naoya Inoue ဆိုတာကဂျပန်ဘောက်ဆာတွေထဲမှာနာမည်အကြီးဆုံးနဲ့ပရိသတ်အားပေးမှုအများဆုံးဖိုက်တာတဦးလို့ပြောလို့ရပါတယ်။ကမ္ဘာကျော်ကန်တွင်ဖိုက်တာကြီးမိုက်တိုင်ဆန်နဲ့လက်ရှိလိုက်ဝိတ်တန်းရဲ့စူပါစတာဂါဗနာတန်ဒေးဗစ်တို့ကအစNaoya Inoue ရဲ့ထိုးသက်ပုံကိုချီးကျူးထားကြတာတွေ့ရမှာပါ။နောက်ပြီးသူရဲ့နာမည်ပြောင်ဖြစ်တဲ့ Monster တကောင်လိုမျိုးပဲဘားနက်ပြီးကြောက်စရာကောင်းတဲ့ပါဝါပြင်းဆက်လက်သီးတွေကြောင့်လည်းလူသိများသလိုသူရဲ့ကြောက်စရာကောင်းတဲ့အလဲထိုးစံချိန်မှတ်တမ်းကြောင့်လည်းစူပါဘန်တန်ဝိတ်တန်းမှာပြိုင်ဘက်ကင်းချန်ပီယံတဦးဖြစ်နေတာပါ။လက်ရှိNaoya Inoueလက်ဝယ်ပိုင်ဆိုင်ထားတဲ့ချန်ပီယံခပတ်တွေကတော့ WBO, WBC, WBA, IBF နဲ့ Ring Magazine ခပတ်တွေဖြစ်ပြီး29ရက်နေ့မှာထိုးသက်ရမယ့်မက္ကဆီကိုဖိုက်တာပီကာဆိုနဲ့ပွဲမှာကာကွယ်သွားရမှာလေးပဲဖြစ်ပါတယ်။ Naoya Inoue ဟာလက်ရှိမှာ Professional Boxing ပွဲပေါင်း32ပွဲထိထိုးသက်ထားပြီးတော့29ပွဲထိကိုအလဲထိုးပြထားတဲ့ဖိုက်တာဖြစ်လို့အလဲထိုးမှတ်တမ်းကတော့ကျန်းတယ်လို့ပြောလို့ရပါတယ်။နောက်ပြီး Naoya Inoue ဟာရှုံးပွဲမရှိတဲ့ဖိုက်တာဖြစ်တယ်လို့မတူညီတဲ့ဝိတ်တန်း၄ခုရဲ့ချန်ပီယံတဦးလည်းဖြစ်ပါတယ်။အခုNaoya Inoueနဲ့ထိုးမဲ့ပီကာဆိုကလည်းဘောက်ဆင်ပွဲပေါင်း32ပွဲအထိထိုးသက်ထားပြီးရှုံးပွဲမရှိထိုးသက်ထားတယ်လို့တပွဲတည်နဲ့18ပွဲအထိအလဲထိုးပြထားတဲ့ဖိုက်တာဖြစ်လို့ရလက်အရမစိုးတဲ့ဖိုက်တာတူပါပီကာဆိုရဲ့စွမ်းဆောင်ရည်ဟာNaoya Inoueနဲ့ရှင်တော့နိုင်တယ်လို့ပြောလို့ရပါမယ်ဘာမဆိုဖြစ်သွားနိုင်ခြေကလည်းရှိနေပါသည်Naoya Inoueဟာပီကာဆိုနဲ့ပွဲကိုခပတ်ကာကွယ်ပွဲအနိုင်ရခဲ့ရင်အနားယူသွားပြီဖြစ်တယ်ပေါင်4ပေါင်နံပါတ်1နေရာက Tyron Crossford ရဲ့နေရာကိုရယူသွားမှလည်းဖြစ်ပါသည်Naoya Inoueဟာလာမယ့်နှစ်ထဲမှာလေးပဲတနိုင်ငံနဲ့သာNakatani နဲ့ဂျပန်နိုင်ငံမှာစူပါဘန်တန်ဝိတ်ပွဲစဉ်ဆင်နွှဲသွားရဖို့ရှိနေပြီးပွဲကူးကျန်းနေတဲ့ဖိုက်တာလို့လည်းပြောလို့ရပါတယ်ကျွန်တော်ကတော့ Naoya Inoue အနေနဲ့ပီကာဆိုကိုအနိုင်ရသွားမယ်လို့ထင်တယ်လို့ပီကာဆိုအနေနဲ့သူပြောသလိုမထင်မှတ်ထားတာတွေလုပ်ပြဖို့ဆိုတာလက်ရှိအကောင်းဆုံးအချိန်ကိုရောက်နေတဲ့Naoya Inoue ကိုရှင်နိုင်မှုခက်ခဲပါတယ်ဒါကြောင့် Naoya Inoue ကပဲရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်ပြီးစူပါဘန်တန်ဝိတ်ချန်ပီယံခပတ်တွေကိုကာကွယ်သွားနိုင်မလားပီကာဆိုကပဲရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်ပြီးစူပါဘန်တန်ဝိတ်တန်းရဲ့ Monster ကြီးကိုအနိုင်ပိုင်းနိုင်မလားဆိုတာ29ရက်နေ့မှာပဲစိတ်ဝင်စားပွဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ပရိသတ်တွေကရောဘယ်လိုထင်လဲဆိုတာမှတ်ချက်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်